ကဲဒီမှာနော်1000ဘူကနန်းကိုချက်လိုက်တာဟိုတယ်မှာ2000ဘူလောက်ရောင်းရတဲ့ဝယ်စားတဲ့ကနန်းမျိုးနှစ်ပွဲကြော်လောက်ရပါတယ်နော်ဒီလိုချက်နည်းလေးသိကျင်နေဆိုရင်ဝင်ကြည့်ပါဦးကနန်းကိုမညှိဘဲနဲ့စားလို့အရန်ကောင်းအောင်မှုေးနေအောင်ကနန်းချက်လေးချက်ပြပါမယ်အရင်ဆုံးအရေးကြီးတာပြင်းတော့တရွက်ပါပြင်းတော့စီတတ်ပါပြီစီဒီလိုရှိတတ်ပါပြီနော်ပြင်းတော့တဲ့ရက်ကိုရင်စီတတ်ပါတယ်စီတတ်ရက်ဆိုတဲ့ဒါအချို့ကတော့ပြင်းတော့တဲ့နောက်မှအုပ်တယ်သူကတော့ပြင်းတော့တဲ့ရက်ကိုရင်စီတတ်ပါတယ်နော်ပြီးတော့ခင်းလေးပါကဲခင်းအရေးကြီးဆုံးခင်းလေးပါခဏန်းချက်မှာအရေးကြီးဆုံးကခင်းပါပဲနော်ခင်းလေးကိုကျွန်တော်စီတတ်ပါတယ်ကဲခင်းနဲ့ပြင်းတော့တဲ့လေးနဲ့စီတတ်ပြီးရနေရာမှာဒီလိုပြီးကိုကျွန်တော်တို့ကအတောင်ထောင်းထားတယ်နော်အပူတောင်ထောင်းထားတာလေးပါကြိုးပြီးထောင်းပြီးရေခဲတက်တာလေးထည့်ထားတယ်ဒါလေးကိုသုံးလို့ရအောင်ခဏနဲ့ဆိုနည်းနည်းနဲပါမယ်ဖတ်ထည့်ပါတယ်နော်ဂျင်းကမှုေးလာပြီနော်ဂျင်းမှုေးအောင်စောင့်ရပါတယ်ဂျင်းမွေးလာပြီကျက်သွန်အဖြူနဲ့အနီကိုကြိတ်ထားတာလေးစီတတ်ပါမယ်နော်ကျွန်တော်တို့ကဒီလိုပဲကျိုးလေးကြိတ်ထားပြီးတော့ဒီကက်တက်တာလေးထည့်ထားတယ်လာပါပြီအပေါ်ငံအတွက်ပဇွန်နဲ့ထဲအဲ့လိုထည့်ရမှာပဇွန်နဲ့ကိုနည်းနည်းများလေးထည့်ရနော်ပြီးရင်အချိုးပဲလူအောင်လို့ဘဲငှက်ပြရေး ABC အကျဲရည်ပါအချိုးပဲလူအောင်ဘဲငှက်ပြ ABC ကျဲရည်ရပြီအငံလိုင်းအတွက်ပြီးသွားပြီနော်အချိုးလိုင်းပါဟဲ့ကျေပါအနှစ်တရလာပြီနော်အနှစ်ကိုကြည့်ပါသူအနှစ်ရမှာကျွန်တော်တို့ကချက်လို့ရမှာပါတဘာဝအချိုလေးရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဓာချီလေးကိုအနှဲငယ်ပဲထည့်ပါတယ်နော်မငံအောင်တဘာဝအချိုလေးနဲ့ချက်ပါစီလေးပြန်လာပြီစီပြန်လာပြီအဲ့မှာစီတက်တဲ့နေရာမှာရမ်းမှုတည်ပါတယ်နော်စီလေးပြန်ပြီးမှုေးနေတဲ့ချိန်ကြမှာကနန်းလေးကိုထည့်ပါမယ်ကနန်းကရေဆေးပြီးသားပါဥတွေနဲ့ပါနော်ရေဆေးပြီးသားဥတွေနဲ့ကဲကနန်းလေးထည့်ပါရည်ကဲထည့်ပါပြီရေလေးနည်းနည်းထည့်ပါတယ်အများကြီးမဟုတ်ပါဘူးကဲရေလေးထည့်ပြီးတော့ဒါကိုတော်တော်လေးကြာသွားတဲ့အထိကျွန်တော်ထည့်ပါမယ်နော်ခုလိုပဲစီလေးပြန်လာတဲ့အချိန်မှာတော့မဆလာလေးထည့်ပါတယ်နော်တော့မဆလာလေးထည့်ပါတယ်အထုပ်ဆိုရပါပြီတော့မဆလာထုတ်ထည့်တယ်ဟောမကြီးသေးလေးစိန်ထားတာမကြီးသေးနှစ်လေးထည့်ပါတယ်ခပ်ပြစ်ပြစ်လေးပါချင်းလေးနဲ့ကနန်းအရန်ချိုတော့ပြီဓာရှိလေးနည်းနည်းပဲထည့်ရတယ်ငံပြရည်လေးနဲ့ကိုတော်တော်ချိုနေပါပြီတော်တော်ချိုနေပါပြီကဲရှမ်းနန်းလေးအုပ်ပါတယ်
ကဲ